မေဇူသားဝဲတယ်အဲ့တော့ငါဖျားဆိုတာကပ်ပေးလိုက်ပြပါမယ်ဖျားကျွန်တော်ဟင်းနေရတယ်ဒီရွက်နဲ့ကြက်ဥနဲ့ကိုပလေးပြီးတော့ကြော်မယ်ဒါကတော့ဟုတ်ပါကျွန်တော်အိမ်နာချင်းအတီးပေးတာပါအတီးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်အိမ်မှာဒါမဲ့ဒီရက်နာမည်တိကြတာမသိကျွန်တော်မေ့နေတယ်အမေလည်းမေ့ကြည့်အမေလည်းမေ့နေတယ်ဒီရက်လေးကိုတိကောင်းမှမှန်ပေးကြပါဦးကျွန်တော်ဒီကောင်ကိုပြောတာတော့အဲ့ဒီပြောတာတော့သူက no လေးဆင်းပြီးတော့ကြောက်နဲ့ကြော်စားရဲ့အဲ့တော့ကျွန်တော်လည်းတိုက်ကြော်ကြည့်မယ်တိုက်ကြည့်ပြီနော်23ရက်လောက်ဆေးပွားဆိုကျွန်တော်ကြော်ရမယ်ကြော်ဖို့အတွက်ကျွန်တော်ဒီတိုင်းကြော်မယ်ဆိုရင်တော့မကောင်းတော့ဘူးထင်တယ် no လေးဆင်းပြီးတော့ပဲကြော်ကြည့်လိုက်မယ်နော်ကျွန်တော်ထိုင်းပါမရလားမသိဘူးနည်းနည်းတော့မှိတ်နေမှထင်တယ်ဒါပေမဲ့ကိစ္စမရှိပါဘူးကျွန်တော်ဒီတိုင်းပဲနည်းနည်းနှီးလိုက်ဒီမိုးလေးထပ်ပြီးတော့လိုက်လိုက်ပစုံစာရွက်တော့ပေါ့ပြီးလားပြီးပြဒီရခဏပြန်ပြီးတော့ရေပြဆေးရမယ်ဘာလို့ရေမဆေးလို့မရဘူးဖုန်နေတိုက်ရပါတယ်ဟုတ်လားလောက်ပဲရေဆေးတက်စင်နေပဲပြောဖုန်နေတိုက်ရပါလားပါစမရပါလားလေဖះဆိုတော့ကဲလေဒီနေ့ဘိုင်းချက်တယ်လို့မေးရင်ဒီနေ့ကကျွန်တော်မကြိုက်ဘူးအဲ့ဘာလဲဆိုတော့ဗာလဲငချကိုခင်းချင်တဲ့ချက်ဒီကောင်းတော့ကောင်းပါရဲ့ဒါပေမဲ့ကျွန်တော်မကြိုက်တာပါဟုတ်ဆိုငချကိုညှိရဲဆိုရဲဟာတိတ်မကြိုက်အဲ့အချက်လည်းပြီးတော့ရေမော်ဟိုပင်နေရထွက်တဲ့တကယ်ရေမော်အဲ့ရေမော်ကိုတုတ်တယ်အရင်ချက်တယ်ဖျားစင်တော့အဲ့နဲ့ကတ်တယ်ပြီးရင်ကျွန်တော်ဒီဟာကိုနုံလေးဆင်းပြရတယ်ငရုတ်တီးစိမ့်ထည့်ရင်ကောင်းမလားမသိဘူးငရုတ်တီးစိမ့်ထည့်ရလဲကောင်းမှထင်တယ်ဟုတ်ဒီတစ်ခါတော့ဒီတိုင်းပဲရေကြောကြည့်တယ်မယ်လုံးထွေးပြီးတော့ကြော်လိုက်တော့ဟိုမလို့ချင်တော့ကြပြီဆိုတော့ဒါကိုကျွန်တော်ဟောလုပ်မယ်ချိန်ပါစားတရားလက်ထည့်ပဲထည့်ပြီးတော့ကြက်ဥနဲ့ကျွန်တော်ခလောက်ဒီရက်တော့လူကြီးတွေကတော့သိကြမှာဒါပေမဲ့ကျွန်တော်မသိဘူးနည်းနည်းမသိတော့အခက်တွေ့နေဖြစ်နေကြက်ဥတုံးကျွန်တော်ဖောက်ထည့်မယ်ကြက်ဥတုံးတလုံးနှလုံးကိစ္စမရှိအဲ့ဒါကိုကျွန်တော်ခောက်မယ်နည်းနည်းတော့ဟိုဖြစ်စီထဲမယ်စီရီယာနဲ့ရှမ်းသွားမှလည်းစိုးရတယ်ရဆိုတော့ရပြီအမေထွားကိုသုံးပါတယ်ခင်ဗျာနော်စားထည့်ပြပါပြီစီထည့်ပြပါရင်ဒဲအိုမိကင်မယ်ဒဲအိုမိကင်ပြီးရတယ်စိုးပြီးဆိုတော့ကျွန်တော်တန်းကြော်ပါမယ်ခင်ဗျာထည့်လိုက်ကြည့်ပေးကြပါဦးဒဲအိုလည်းမိကင်ပြီးဆိုတော့ကျွန်တော်စားပြီးတော့ထည့်ပါတော့မယ်ခင်ဗျာအကုန်ထည့်လိုက်ပါပြမယ်နော်ခဏလေးတော့ပြပေးမယ်နားတော့ဖတ်အောင်ဝင်ပါကျွန်တော်ဖြတ်အောင်ကျွန်တော်လက်မအားသေးဘူးကျွန်တော်ရဲ့ပရိသတ်တွေကျွန်တော်ပြမယ်ခင်ဗျာဒီမှာပါခင်ဗျာအခုတော့ကျွန်တော်စီမပွက်သေးပဲနဲ့ကျွန်တော်ထည့်လိုက်တာဒီတော့နည်းနည်းဖြစ်နေနည်းနည်းတော့စောင့်ကြည့်ပေးပါဦးနော်ခင်ဗျာဒီမှာဒီကောင်ကခန်းချင်တီးနဲ့ငါ6နဲ့ချက်တယ်ဒီကောင်ကဖျားစတော့အတွက်ရေမော်လို့ခေါ်မလားကြောက်ပွင့်တုတ်နော်ဒီမှာကထမင်းပြီးကျွန်တော်နောက်တစ်ခုကိုထပ်ပြီးတော့ဒီမှာလုပ်နေပါတယ်ခင်ဗျာစောင့်ကြည့်ပေးကြပါဦးခင်ဗျာကြည့်ကြအောင်ကြောက်နေတော့အချက်လိုက်တော့ဖြစ်နေမိုက်တယ်နည်းနည်းစောက်လိုက်အောင်ဒီပိတ်မယ်ခဏလေးကဲပိတ်လိုက်ရပါပြီဆိုတော့ကျွန်တော်ပကံယူမယ်ကျန်ဆိုတော့ဒီဘက်အတွက်ပကံယူမယ်ယူပြီးပကံလေးကိုတစ်ခါလေးထည့်လိုက်ချက်လိုက်တယ်ဖြစ်တော့နားတော့မွေးနေတူးနေတာဟုတ်ပါအဲ့ကွဲတော့မယ်
လေပြေးတော့မယ်လေပြေးတော့မယ်ကဲရပါပြီရပါပြီခင်ဗျာရပါပြီရပါပြီခင်ဗျာဒီတိုင်းကိုပုံမပြတ်ဖျားဆိုတော့တင်မယ်ဖျားဆိုတော့တင်ဖို့သွားပါတော့မယ်ဘယ်ကနေမဆန်းတော့ဆိုဒီတိုင်းပဲယူရမှာပဲဟိုရောက်မှဖျားအတွက်ပြန်ပေးပါရဟောကြောင်ကဲကောင်းဖျားစွန်းရွှေစွန်းဒီကောင်ကမပြီးရေမပါဘူးကဲအပေါ်တက်ပါမယ်ဖျားကိုပူဇော်မယ်ဖျားကိုအမေကပ်ပါမှာကျွန်တော်ကတော့ကုသိုလ်ယူရတာပေါ့ဟောတော့ဒီပကြည့်ကဲချက်တော့လိုက်ကြည့်ပေးကြပါဦးကဲဝင်ပါမယ်ခင်ဗျာချင်းငတ်တန်ညညရှိလာတဲ့တို့မြမကဲဖျားစမှာကဲမယ်ကျွန်တော်မေကဲမယ်ကျွန်တော်တော့ပြင်ဆင်ပြီးပြီအမေကဇူသားဝယ်တယ်အဲ့တော့ငါဖျားစမှာကပ်ပေးလိုက်မယ်ပြပါမယ်ဖျားကျွန်တော်ဟင်းနေရတယ်နော်ထည့်ထားတဲ့ဟာလေးတပုတ်ရိုက်တာအောင်ဟာလာပပပကံလေးကိုဘယ်နှထားဒီနားလေးတိုးထားလိုက်ရပါပြီခင်ဗျာကျွန်တော်ကြည့်ရှုပေးရကြမှာပါစေချမ်းသာပါစေအဲ့တော့ဘိုင်ဘိုင်